အာဆင်နယ်တို့ဝေးခွင့်မှာပြန်လာနိုင်မလားချန်ပီယံလိပထမအကြော့မှာအာဆင်နယ်တို့ PSG ကိုအိမ်ခွင်းဆိုပေမဲ့အရင်နှိမ်သွားခဲ့ပါရီပွဲစားပေမှာဒမ်မီလီသွင်းလိုက်တဲ့ဂိုးတစ်ခုတွေကိုပဲထိန်းသွားခဲ့ပြီးတော့ PSG တို့ကလူကျင်တဲ့ရလက်ကိုရယူသွားနိုင်ခဲ့ကြပါရီချန်ပီယံလိလူအိမ်ခွင်းအဝေးဝင်းရှိတဲ့အနေအထားမျိုးမှာပထမတစ်ကြော့ကိုအနိုင်ကစားနိုင်နေဆိုတာကလူကျင်တဲ့ရလက်ရတာပါပဲအဝေးဝင်းမှာရရဲဆိုတာကပို့ပြီးတော့တာတာပေါ့သို့တော့အာဆင်နယ်တို့ရလက်ကိုပြောင်းပြန်လန်နိုင်စွမ်းကတော့မရှိသေးတာမဟုတ်ပါဘူးရလက်ကအချင်းမြောင်းဆုံးရလက်မျိုးပါအဝေးကွင်းမှာ1-0နဲ့ပြန်နိုင်ကိုရှေ့ဆက်လို့ရနေပါပြီအာဆင်နယ်တို့အတွက်ဒီယာဒီမှာချန်ပီယံလိဆီမီဖိုင်နယ်ကိုရောက်တာတော်တော်ကိုချီးကျူးစရာကောင်းပါရီသူတို့မှာတိုက်စစ်ပိုင်းလည်းအင်အားကောင်းကောင်းမဖြည့်တင်းထားသေးတယ်လို့လောလောဆယ်မှာလည်းဒဏ်ရာပြဿနာတွေရှိနေပါရီဒါပေမဲ့ကျန်တဲ့လူစင်းကတော့အင်ပြည့်အားပြပါပဲနောက်ခံလူနေရာမှာဂါဘရီယေဒဏ်ရာရနေလို့ကီဝီယောဝင်ကစားတာကိုလည်းလက်ခံလို့ရတဲ့အနေထားပါပဲပေးလိုက်ရတဲ့ဂိုးကလည်းဘလို့မှတားဆီးလို့မရတော့တာကြောင့်ပေးလိုက်ရတာပါဒုတိယအကြောမှာတော့အာဆင်နယ်တို့အတွက်အဓိကထောက်တိုင်လို့ဖြစ်နေတဲ့သောမတ်ပါတီပြန်ပါလာပါပြီပါတီပြန်ပါလာပြီးတော့အထိုင်ကောင်းကောင်းကျသွားတဲ့အာဆင်နယ်ကွင်းလင်မှာရိုက်လင်အများကြီးပို့ပြီးတော့အလုပ်လုပ်နိုင်မှာပါဒါဆိုရင်အာဆင်နယ်တို့အတွက်ဒီထက်ပိုကောင်းတဲ့ကွင်းလင်ရှင်ပြိုင်မှုမျိုးကိုတေချာပေါက်ပြန်လုပ်လာနိုင်ပါလိမ့်မယ်ဒီနေရာမှာ PSG ရဲ့နီးပန်ဗီတင်ဟာရူစတိုရဲ့ကွင်းလင်ကိုလည်းမိထားလို့မရသလိုကွင်းလင်ကနေနောက်ထိဆင်းကူပေးနေတဲ့ကာဘာရာရှီလီယာကိုလည်းဖေချန်ထားလို့တော့မဖြစ်တာအမှန်ပါပဲဒါပေမဲ့ပါတီပြန်ပါလာရင်တော့တေချာပေါက်ကွင်းလင်ချင်းဒီထက်ပိုပြီးတော့ရှင်ကစားနိုင်မှာဖြစ်တယ်လို့ပြီးခဲ့တဲ့ပထမကြော့ရဲ့ပထမပိုင်းမိနစ်20လောက်လို့လဲထွက်နေတာမျိုးတွေလည်းမရှိတော့တော့ဘူးလို့ယူဆရပါတယ်။အဲဒီပထမမိနစ်20ကပွဲကိုတော်တော်ကြီးကိုအဆုံးဖြတ်ပေးသွားခဲ့တာပါ။နောက်ထပ်အာဆင်နယ်တို့သတိထားမှာကတော့သူတို့ရဲ့အားနည်းချက်တစ်ခုပါ။လက်ရှိချိန်မှာ PSG အတွက်ကအိမ်ခွင်းမှာပရိသတ်အားသာနဲ့တရေရရင်တော့နောက်တစ်ဆင့်တက်ပါပြီ။ဆိုတော့သူတို့အတွက်ကမဖြစ်မနေကြီးတိုက်ဆော့နေဖို့မလိုတော့ပါဘူး။ပွဲကိုသူတို့ကဘယ်လိုတုံ့ပြန်မယ်ဆိုတာအများကြီးဆုံးဖြတ်သားပါတယ်။အာဆင်နယ်ကတော့မဖြစ်မနေတကူးနဲ့အနိုင်ရနိုင်မှာဖြစ်ပါမယ်။ဆိုတဲ့အခါကျတော့ဒုတိယအကြော့အဝေးခွင်းမှာတိုက်စစ်ဖွင့်ပြီးတော့ကစားမှာကအာဆင်နယ်ဖြစ်လာမှာပါအဲ့လိုအခြေအနေမှာအမားလုပ်ခဲ့ရင်တော့ PSG ရဲ့တိုက်စစ်ထက်မြက်မှုကတံပြန်တိုက်စစ်တွေကိုကောင်းကောင်းပုံဖော်နိုင်ပါတယ်အာဆင်နယ်အနေနဲ့မဖြစ်မနေလိုအပ်လာတဲ့အချိန်ဒီမှာခံစစ်ပိုင်းနည်းနည်းပြသွားတတ်တာမျိုးကိုမြင်ခဲ့ရမှာပါ PSG နဲ့ပွဲမှာလူစားဝင်လာတဲ့ဘာကူလာရဲ့တွဲလုံးနဲ့ကန်ချက်ဘေးထွက်သွားတာလူစားဝင်လာတဲ့တိုက်စစ်မှုဂွန်ဆာလိုရာမိုလွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းမှုကဘာရန်ထိသွားတာမျိုးတွေကြုံခဲ့ရပါသေးတယ်အဲ့ဒီဂိုရီသားဝင်သွားခဲ့ရင်တော့ဒီထက်ပိုပြီးတော့အများကြီးအခြေအနေဆိုးသွားနိုင်ပါတယ်။မဝင်သွားခဲ့တာကြောင့်ပဲအခုလိုဆက်ပြီးတော့မျောလင်းစူးစမ်းခွင့်ရှိနေသေးတာပါ။ဒါပေမဲ့အဲ့လိုဂိုးမျိုးတွေကိုဒုတိယကြော့ PSG ရဲ့ကွင်းမှာခွင့်ပြုလိုက်မယ်ဆိုရင်တော့ပိုပြီးတော့ပွဲရနစ်နာသွားနိုင်ပါတယ်။ဒါတော့အများကြီးသတိထားရမှာပါ။နောက်တစ်ချက်ကတော့လီယန်ဒိုထရော့ဆက်ကိုတိုက်စစ်နေရာမှာထားကစားဖို့အဆင်ပြေလောက်ပါမလား။နောက်ထပ်ဖြေတစ်ခုကိုအာဒီတာရှာနိုင်မလားဆိုတာကစောင့်ကြည့်ခြင်းစရာပါ။အာဆင်နယ်အတွက်ခွင့်ရေးဆိုတာကရလာအောင်မှဖြစ်ပေမဲ့အဲ့ဒီလိုအပိုင်းဆုံးမတတ်နိုင်တဲ့တိုက်စစ်မှုတူခင်းမဲ့နေတာကသူတို့အတွက်လိုအပ်ချက်ကြီးလို့ဖြစ်သွားစေနိုင်ပါတယ်။ဒါကြောင့်မိုရီနိုကိုပဲတိုက်စစ်မှာပြန်တင်လာလောက်မလားစောင့်ကြည့်ရပါမယ်။ပရိသတ်တချို့ပြောနေတယ်လို့မာတင်အိုဒီကတ်ကိုကြော်ပြီးတော့အီသန်နိုနာရီကိုနေရာပေးမယ်ဆိုတာကတော့ဒီလိုအရေးပါတဲ့စဉ်ဒီလိုအဆုံးဖြတ်ပွဲကြီးမျိုးမှာအာဒီတာအတွက်ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်မှာပါ။အရင်လိုပါပဲပါတီကိုနောက်ခံအစွန်ကနေဝင်ကစားစီပြီးတော့ right အိုဒီကတ်နော်နော်ရီတို့ကိုအထိုင်ချလာမလားဆိုတာကတော့ဖြစ်နိုင်ခြေတစ်ခုပါ။ဒါပေမဲ့ဒါတွေကိုမီခေးအာဒီတာအဖြေရှားမှာဖြစ်ပါရီအာဆင်နယ်အတွက်ပို့ပြီးတော့ခက်ခဲသွားစီခဲ့တာကတော့သူတို့ရဲ့အားသာချက်ကြီးတစ်ခုဖြစ်တဲ့တေကန်မော်ရီကို PSG ကလည်းတည်တည်ချာချာလေးကိုပြင်ဆင်လာခဲ့တာပါဒါပေမဲ့တေကန်မော်ဆိုတဲ့သဘောကအမြဲတမ်းတော့အကောင်းဆုံးကာဝယ်နိုင်မှာမဟုတ်ပဲအခွင့်အရေးများများရရင်ရတယ်လို့လက်ဟာသွားတာနဲ့ဂိုးပေးရနိုင်ကြလေများပါရီဒါကိုလည်းအားပြုဖို့လိုအပ်ပါတယ်တေကန်မော်ကိုပဲအားပြုတဲ့အသင်းဆိုပြီးတော့ပြိုင်ဘက်တွေလောင်ပြောင်တာကတပိုင်းမှာအားသာချက်ဆိုတာကတော့အသုံးချပါမယ်ကိုယ့်ရဲ့အားသာချက်ကိုအသုံးချပါမှအဖိုးတန်ပါဘူးအဲဒါကြောင့်ဒုတိယအကြောကတော့အာဆင်နယ်အတွက်လွယ်ကူမှာမဟုတ်ပါဘူးမျောလင်းချက်လုံးလုံးကင်းမဲ့သွားတာမျိုးလည်းမဟုတ်ပါဘူးကြိုးစားဝင်အပြည့်ရှိပါတယ်ဖြစ်နိုင်ကြလေရှိပါတယ်ဒါပေမဲ့ PSG တို့ကလည်းအင်ကွင်းမှာဆိုရင်ပိုကောင်းပြီးတော့တိုက်စစ်ပိုင်းကလည်းတကယ့်ကိုတင်ကစားရင်တော်တော်ကြီးကိုထက်မြက်ပါတယ်ဒမ်မီလီရဲ့ဒဏ်ရာအခြေအနေကတော့မသိနိုင်သေးပါဘူး PSG နီးပြလူဝီအင်နရီကိုရိုင်ကလည်းဒဏ်ရာမပြင်းထန်မိမယ်ဒုတိယအကြော့ကိုတော့လွဲနိုင်ခြေရှိတယ်လို့အတည်ပြုထားတာပါဒုတိယအကြော့မှာလိုက်ပါသွားမဲ့အဝေးကွင်းပရိသတ်ကလည်းရေးကြည့်ပါတယ်အာဆင်နယ်အိမ်ကွင်းမှာ PSG ပရိသတ်ရဲ့အားကတော်တော်ကြီးကိုထိရောက်ခဲ့ပါတယ်အာဆင်နယ်ပရိသတ်တွေကလည်းဒီလိုခွန်အားမျိုးနဲ့အသင်းကိုအားပေးကြဖို့လိုအပ်ပါတယ်ရလက်အတွက်ယတိပြတ်ပြောဆိုရင်တော့ပြန်လာနိုင်ခြေရှိပေမဲ့ခရီးကတော့ခရီးကျမ်းပါ